တငယ်ချင်းတို့ဒါကိုယုံနိုင်မလား Jet engine တစ်လုံးတည်းကိုဒေါ်လာတန်း20အထိတန်ဖိုးရှိနိုင်ပါတယ်ဒါဟာ Elon Musk ရဲ့ကိုပိုင် Jet လျင်တစ်စီးဝယ်လို့ရတဲ့အထိများပြားတဲ့ပမာဏပါဒါဆိုဘာလို့ဒီလောက်တောင်ဈေးကြီးနေရတာလဲဘာလို့လဲဆိုတော့ဒါက UU engine မဟုတ်ပဲ Turbo Fan အမိုးဆိုင် engine ထလို့ပါသူ့ရဲ့ရည်ရွယ်ချက်ကတော့လေရင်ရှေ့ကိုရွေ့အောင်လေကိုတွန်းထုတ်ပေးဖို့ပါပဲသူ့ရဲ့အလုပ်လုပ်ပုံကတော့ဒီလိုပါရှေ့ကအလွန်ကြီးမားတဲ့ပန်ကာကြီးကလေတွေကိုစုပ်ယူလိုက်ပါတယ်အဲ့ဒီလေအများစုက engine ရဲ့အလဲပဟုံးကိုမဖြတ်ပဲအနောက်ဘက်ကနေဓာတ်ရိုက်ပြန်ထွက်သွားပါတယ်ဒါကလေရင်ကိုရှေ့ကိုတွန်းပို့မဲ့ကြီးမားတဲ့တွန်းအားကိုဖြစ်ပေါ်စေတာပါချန်တဲ့လေတွေကတော့ engine ရဲ့အလဲပိုင်းတွေကိုဝင်သွားပြီးလောင်ဆန်တဲ့ယောဂလောင်ကျွမ်းသွားပါတယ်အဲ့ဒီကနေတာပိုင်းကိုလေပက်စေပြီးစင်စစ်မပြတ်စွမ်းအားတွေကိုထုတ်ပေးတာပါအရင်ကအသုံးပြုခဲ့တဲ့ Turbo Jet engine တွေကအားကောင်းပေမဲ့စူညံတန်အရင်ကြေပြီးလောင်စာစီလည်းအလွန်အမြင့်ကုန်နေပါတယ်ဒါပေမဲ့ Turbo Fan engine တွေကတော့လေချောင်းလင်းချောင်းသက်ကိုထည့်သွင်းပြီးဒီပြဿနာကိုဖြေရှင်းလိုက်ပါတယ်ဒါကြောင့်စီစားနှုံးနဲ့စူညံတန်တွေကိုတိတိတသာ short ချနိုင်ခဲ့တာမှာ F22 Raptor ဒီမှာသုံးတဲ့ F119 Turbo Fan engine ကိုပဲကြည့်ကြည့်ပါသူဟာပေါင်3500လောက်ရှိတဲ့တွန်းအားကိုထုတ်ပေးနိုင်စွမ်းရှိပါတယ်ဒါတိုက်လျင်သစီးကိုအတန်သက်မြန်တဲ့နှုံးနဲ့ပြန်သားနိုင်ဖို့လုံလောက်တဲ့အင်အားပါဒါတော့ afterburner တွေကိုအသုံးမပြုဘဲပြန်သားနိုင်တာဖြစ်ပါတယ်ဒါဆိုတငယ်ချင်းတို့ကတော့ဘယ်လိုထင်လဲဒီလောက်စွမ်းအားမျိုးတွေဒေါ်လာ30ပေးရတာတန်ရဲ့လားဆိုတာဖြေးပေးတော့အောင်နော်အကုန်လုံးကျမ်းမာချမ်းသာပြီးလေရင်ဝယ်စီးနိုင်ကြပါစေဗျာ